အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ Sweet Solar Energy မှာကြိုဆိုပါရစေကျွန်တော်ဒီနေ့မိတ်ဆက်ပေးချင်တာတော့ SRND 3.3 kW အင်ဗာတာလေးနဲ့ကျွန်တော်တို့မိတ်ဆက်ပေးချင်ပါတယ်ဒီအင်ဗာတာလေးကဘာတွေအားသာချက်ရှိလဲဆိုလို့ရှိရင်ကျွန်တော်တို့လုံးဝဗျာ Premium Sensor နဲ့ကျွန်တော်တို့ကြည့်လိုက်တာနဲ့ရေသွေးကောင်းတဲ့အင်ဗာတာမှန်ကျွန်တော်တို့သိတာပါတယ်ဒီအင်ဗာတာလေးရဲ့အားသာချက်ကတော့ကျွန်တော်တို့အနေနဲ့ဆိုလာအများဆုံး6ချက်လောက်ထိတက်ဆင်သုံးပြီးလို့ရတယ်အနည်းဆုံးတော့ဆိုလာ3ချက်လောက်တော့ကျွန်တော်တက်ရပါမယ်လူကြီးမင်းတို့ရဲ့အိမ်သုံးအခြေခံလက်စီပစ္စည်းများဖြစ်တဲ့ကျွန်တော်တို့ဒဲနီပေါင်းအိုးမီကျွေအဲကွန်တကောင်စတဲ့ကျွန်တော်တို့အခြေခံအိမ်သုံးတွေကိုအလဲကျကျွန်တော်တို့သုံးပြီးလို့ရမှာဖြစ်ပါတယ်ဒီအင်ဗာတာလေးကိုကျွန်တော်တို့ဝယ်ယူအားပေးခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ Sweet Mobile ကိုဆက်သွယ်စုံစမ်းလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်